အသက်9နှစ်သားအရွယ်မှာကျွန်တော်ဟာကိုယ့်လက်ကိုလက်အိတ်ဆွထားတင်မိတယ်။ပတ်ဝန်းကျင်ကလူတွေကကျွန်တော်ကိုထူးထူးဆန်းဆန်းလူကြုံမတယောက်လိုနှောင်ပြောင်ကြပေမဲ့ကျွန်တော်မှာအထူးဆန်းဆုံးထိတွေ့ချရာခံစားအားတစ်ခုရှိနေမှသူတို့မသိကြဘူး။တရားဝတ္ထုတစ်ခုကိုထိလိုက်တာနဲ့အဲ့ဒီပစ္စည်းကိုပိုင်တွေ့ခဲ့မှုတဲ့သူမှန်သမျှကိုကျွန်တော်တိမှတ်ထားချရာခံနိုင်တယ်။ဒါပေမဲ့ဒီစွမ်းအားကိုသုံးဖို့အတွက်အင်အားမြောက်များကုန်ဆုံးရတယ်လို့ရင်ခွဲမတက်ပြင်းထန်တဲ့နာကျင်မှုကိုလည်းခံစားရတတ်တယ်။ဒါကြောင့်ဆယ်စုနှစ်တခုကျော်ကြာအောင်ကျွန်တော်ဟာလက်အိတ်ကိုတစ်ခါမှမချုပ်ခဲ့ဘူး။ဒီတိုင်းပဲတစ်လုံးအေးစစ်စစ်ဖြတ်တန်းသွားမယ်လို့စိတ်ကူးခဲ့ပေမဲ့အဖေဖြစ်သူကအကျွေးအမြောက်များချန်ထားခဲ့ပြီးလူကနေချင်းညချင်းပျောက်သွားခဲ့တယ်။အကျွေးစပ်ဖို့နဲ့အဖေပျောက်ဆုံးသွားတဲ့အမှန်တရားကိုစုံစမ်းဖို့အတွက်ကျွန်တော်လက်အိတ်ကိုချွတ်လိုက်ပြီးပြန်လမ်းမရှိတဲ့လမ်းကြောင်းပေါ်ကိုတက်လန်းခဲ့တော့တယ်။ဒီနေ့မှာတော့စုချင်းငွေရွှေ1000ပေးမဲ့ကြောင်ပြောက်ရှာပုံတော့ကြောင်ညာတစ်ခုကိုကျွန်တော်တွေ့လိုက်ရတယ်ထူးခြားတဲ့စွမ်းရှိတယ်ကျွန်တော်အတွက်တော့ဒါအိမ်ထဲအထိလာပြီးတဲ့ပတ်စံပဲကျွန်တော်ချက်ချင်းပဲကြောင်ညာရှင်ရဲ့အိမ်စီကိုထွက်လာခဲ့တယ်။လမ်းမှာကားတစ်စီးကကျွန်တော်ကိုဝင်တိုက်လို့ဖြစ်သွားခဲ့တယ်你走路不长眼睛吗？找死啊！ကျွန်တော်ဘာမှပြန်မပြောပဲအဲ့ဒီလူနဲ့ကားကိုမျက်တောင်ခက်တန်းအိတ်ခတ်လိုက်တယ်။အဲ့ဒီခဏမှာပဲကျွန်တော်အုံနောက်ကအရှိန်ဟုန်နဲ့စတင်အလုပ်လုပ်ပြီးကအသေးစိတ်ချက်လက်တွေအားလုံးကိုချဲကားကြည့်နေလိုက်တယ်ဒီကားကမေဘက်680လို့ဆိုပေမဲ့ပြောရတာမှပုံစံကမမှန်ဘူးပြီးကွေကမူလီကလည်းအပြင်ကိုထွက်နေတယ်ကြည့်ရတာ North Swas နေစားဖို့အဆင့်မြင့်တင်ထားတာပဲတန်မှုကမူရင်းရဲ့စေဖို့တပုံတောင်မရှိဘူးကားပြီးကလည်းလက်စီကန်းဖောက်ဖြတ်ပြီးလမ်းကြောင်းပြောင်းထားတယ်ကားရှိခန်းမှာတော့မင်းကလေးငယ်တယောက်ထိုင်နေပြီးအဲ့ဒီလူရဲ့လက်ကကောင်မလေးရဲ့ပေါင်ပုံမှာရောက်နေတယ်ကျွန်တော်ချက်ချင်းတောက်ချက်ချလိုက်တယ်ဒါကတော့ကားတူးနဲ့ကြောဝါချင်းနဲ့တကယ်ကြီးကသူ့ဤစားကိုဟိုတယ်စီခေါ်သွားတာပဲကျွန်တော်ပြောလိုက်ပြီးဖုန်းကိုထုတ်ကသူ့စီကိုချိန်လိုက်တယ်မင်းကားကိုတရားမဝင်ပြင်ဆင်ထားတယ်လို့လမ်းစီကန်းလည်းဖောက်ဖြတ်ထားတယ်မိမိမသားမိမိကအလှလေးကိုမြင်သွားရင်ဘယ်လိုဖြစ်မလဲမသိဘူးနော်အဲ့ဒီလူချက်ချင်းပဲကြောက်လန့်သွားပြီးစကားတခုမှမပြောရတော့ပဲဒီဘက်ကိုအကုန်ပြင်းပြီးထွက်ပြေးသွားတော့တယ်ဒီလူမျိုးမှာကိုရှင်းပြီးတဲ့နောက်ကျွန်တော်ကြောင်ညာရှင်ရဲ့အိမ်ကိုရောက်လာခဲ့တယ်ဒီနေရာကတော့လင်းဟန်မျိုးရဲ့ထိတဲ့လူကြီးရဲ့ကွက်ဖြစ်တဲ့လမ်းရွက်ဟောကိုပဲလိပ်စာတိုင်းဒီနာအင်ဂျီလုံးရှိမှာပဲတိလိုက်တယ်你好，我找宋女士，我有你们家小猫的消息。မကြခင်မှာပဲအိမ်ကောင်ကလေးကကျွန်တော်ကိုအိမ်ထဲခေါ်သွားတယ်夫人马上就来，您先稍坐片刻。အိမ်ထဲကအပြင်စင်တွေကိုကျွန်တော်အကဲခတ်နေတော့တက်ပုံတစ်ခုစီမှာမျက်လုံးရက်သွားခဲ့တဲ့ပုံတွေကကောင်မလေးရဲ့မျက်ခုံးကြားမှာမျက်လေးတစ်လုံးရှိပြီးအရန်ကိုချစ်စရာကောင်းတဲ့ပုံစံလေးကျွန်တော်ထိတ်လန့်သွားတယ်ဒါခုနကကားရှိခန်းမှာထိုင်နေတဲ့ကောင်မလေးမဟုတ်ဘူးလားတတိသမီးတယောက်ကဘာလို့အဲ့ဒီလိုလူယုံမာကြီးနဲ့တွဲနေရတာလဲဒါလုံးဝယုံကြည်မရှိဘူးအဲ့ဒီချိန်မှာပဲအနောက်ကနေတောက်ဖက်နဲ့တန်ကြားလိုက်ရတယ်ကျွန်တော်လည်းကြည့်လိုက်တော့အသက်ရွယ်ရပေမဲ့လှပစင်ဖြစ်တဲ့အမျိုးသမီးကြီးတယောက်ရှောက်လာတယ်သူကတော့ Mrs. 宋ပေါ့你有我们家饺子的消息？ကျွန်တော်မတက်ရက်လိုက်ပြီး暂时还没有，但我能找到它。不过我需要一件它最熟悉的物品，气味越浓越好。Mrs. 宋ကချက်ချင်းပဲအိမ်ပေါ်ကိုသုံးမွေးလုံးလေးတွားယူခိုင်းတယ်这是饺子最爱的玩具，他每天都抱着睡觉。你把酬劳准备好，在家等我消息就行。对了，宋女士，照片上的是您女儿吧？真漂亮。သမီးကြောင့်ပြောလိုက်တာနဲ့ Mrs. 宋ရဲ့မျက်ဝန်းတွေမြင်ရလာခဲ့တယ်是啊，可惜他3年前就已经去世。ကျွန်တော်တကူလုံးကြောက်ရွံ့လို့တောင်းတင်းသွားခဲ့တယ်ဒါဆိုလွန်ခဲ့တဲ့မိနစ်အနေငယ်ကကျွန်တော်တွေ့ခဲ့တဲ့လူကဘယ်သူလဲဒီလိုထူးဆန်းလုံးတဲ့တွေ့ကကျွန်တော်ကောင်းတဲ့ခဏလေးပဲဖြစ်ပြီးသွားပြီးချက်ချင်းပြန်ဖြောက်လိုက်တယ်အခုချိန်မှာတော့ပတ်စံရှာဖို့ကအရေးကြီးဆုံးပဲလေ Mrs. 宋စိတ်မကောင်းပါဘူးကြလို့အလိုက်တင်လေးနှစ်သိမ့်စကားပြောပြီးနောက်လမ်းရွက်ဟွာဟူကနေကျွန်တော်ထွက်လာခဲ့တယ်လူတူရှင်းတဲ့နေရာတစ်ခုကိုရောက်တော့လက်အိတ်ကိုချွတ်လိုက်ပြီးသုံးမွေးလုံးလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တယ်မင်းကကိုဘာသတင်းတွေပေးနိုင်တယ်လဲကြည့်ကြသေးတာပေါ့နောက်တစ်စက္ကန့်မှာပဲပြင်းထန်တဲ့နာကျင်မှုကြီးကချက်ချင်းရောက်လာတော့တယ်ကျွန်တော်ရဲ့အမြင်အာရုံထဲမှာအယောင်ဆုံးအလင်းတန်းတစ်စက်ခုမှကလွင့်စင်ထွက်သွားပြီးညကောင်းကင်ရံမှာအလင်းကိုရတစ်ခုလိုဖြစ်သွားတယ်အဲ့ဒီတဲကထင်ရှားဆုံးအလင်းတန်းတစ်ခုကမြို့ရဲ့နောက်မြောက်ဘက်ထောက်ဆုံးစီကိုညွှန်ပြနေတယ်အဲ့ဒါကတော့သုံးမွေးလုံးနဲ့အနီးကပ်ဆုံးရှိနေတဲ့တက်ရှိဆိုလိုတာကကြောင်လေးကြောက်ကြည့်ရှိတဲ့နေရာပေါ့ကျွန်တော်ဖုန်းကိုထုတ်လိုက်ပြီးမြို့ပြမြေပုံနဲ့အလင်းတန်းရဲ့လမ်းကြောင်းကိုတိုက်စစ်ကြည့်လိုက်တော့တခြားကြီးစွန့်ပစ်ထားတဲ့ပြားစက်ရုံဟောင်းတစ်ခုစီရောက်သွားတယ်ကျွန်တော်တွေဝင်မနေတော့ပဲစပိန်ကိုနင်းပြီးအဲ့ဒီနေရာကိုတန်းသွားခဲ့တယ်မကြခင်မှာပဲဆိုဗီယက်စတိုင်းအဆောက်အဦကြီးတစ်ခုကကျွန်တော်ရှိမှပေါ်လာတယ်သုံးမွေးလုံးကိုဖြတ်ပြီးစုပ်ကန်ကြည့်လိုက်တော့အလင်းတန်းကပြားစက်ရုံတွေကဆင်းရဲစီကိုတက်တက်ညွှန်ပြနေတယ်ကျွန်တော်လေးလက်လာတဲ့တကားကြီးကိုတုံးဖွင့်လိုက်တော့ပီယာနိုတန်တစ်ခုကခက်တူးတူးထွက်ပေါ်လာတယ်ဒီတချင်းကိုကျွန်တော်သိတယ်တပတ်စီရဲ့ quality room လာရောက်တချင်းပဲဒီလောက်ညံ့နေပြီဖြစ်တဲ့စုဖြစ်ပြစရုံတွေမှာဘာလို့ပီယာနိုတန်ရှိနေရတာလဲလမ်းသွားလမ်းလာတယောက်ယောက်ကစပီကာမိကြံခဲ့တာလားကျွန်တော်ဒီအတွေးကိုချက်ချင်းပဲလိုက်တယ်ဒီပီယာနိုတန်တွေက note တိုင်းကတက်ရှိတစ်ခုလိုအသက်ဝင်နေတာစပီကာကထွက်တဲ့အတန်မဟုတ်ဘူးဆိုတာသိကြတယ်ကျွန်တော်အသက်ရှူအောင်ပြီးပီယာနိုတန်နောက်ကိုလိုက်ရင်တရင်ပေါက်တစ်ခုနာတက်ကြည့်လိုက်မိတယ်ဒါပေမဲ့အတွင်းထဲကမြင်ကွင်းကြောင့်ကျွန်တော်မျက်လုံးတွေပြီးသွားရတယ်ပီယာနိုရှိမှလူတယောက်မှမရှိဘူးအတူမဲကလုတ်တွေကသူ့လိုလိုလှုပ်ရှားနေတာကျွန်တော်ပို့ပြီးပေချာကြည့်ဖို့လုပ်လိုက်တော့မှပဲပီယာနိုတန်ကရုတ်တရက်ရက်သွားတယ်ကျွန်တော်ကရုပ်ဝါဒီတယောက်ဖြစ်လို့နဲ့တရက်ဆိုတာကိုဘယ်တော့မှမယုံခဲ့ဘူးအတွင်းထဲမှာလူရှိနေရင်ကျွန်တော်ကိုတတိထားမိသွားလို့အပြင်ကိုထွက်ကြည့်လိုက်မယ်လို့တွေးမိတယ်ဒါပေမဲ့10မိနစ်လောက်စောင့်ကြည့်နေတာတော့ဘာမှထပ်မထွက်လာတော့ဘူးခုနကပီယာနိုတန်ကကျွန်တော်ရဲ့အာရုံမှာတလူမျိုးပဲထပ်ဆောင်နေလို့မဖြစ်တော့ဘူးကျွန်တော်ဒီစုချင်းတွေတောင်းကိုရအောင်ယူရမယ်တရင်ပေါက်ကနေခုံဝင်ပြီးစင်းချင်းဘက်ကိုရှောက်သွားရင်小子你在哪儿ခေါ်လိုက်တဲ့အတန်ကဟာလာဟင်းလင်းပြဆက်ရုံထဲမှာထိထွက်သွားတယ်အဲ့ဒီချိန်မှာပဲကက်လန်ကနောက်ကနေပါရှားကြောင်လေးတစ်အောင်ပြေးထွက်လာတယ်သုံးမွေးလုံးကိုပြပြီးအနားတက်သွားတော့ကြောင်လေးကရင်းနှီးတဲ့အနက်ကိုရပြီးတဖြည်းဖြည်းတင်းငိမ့်သွားကညောင်လို့အတန်ပြူစားတယ်ကျွန်တော်ကြောင်လေးကိုကြီးလိုက်တုံးကြောင်ရဲ့ဘိုက်အောက်မှာမမရတစ်ခုကိုစမ်းမိတယ်အဲ့ဒါကလက်ပြပုံစံစတင်ကလေးလေးတစ်ခုပဲဘာမှအများကြီးမတွေးတော့ပဲကြောင်နဲ့ကလစ်ကိုကျုံးဖို့အိတ်ထဲထည့်ပြီးပြန်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ပြန်လက်ထွက်မှာပဲအနောက်ကနေအေးစိမ့်စိမ့်ခန်းစားချက်ကြီးတစ်ခုရလိုက်တယ်မျက်လုံးထောင်းကနေကြည့်လိုက်ပြီးတော့ပြိတ္တထိုင်ကုန်တွေထောင်မှာအဖြူရောင်ကောင်းဝတ်ထားတဲ့ကမလေးတစ်ယောက်ထိုင်နေတယ်လို့ပဲကျွန်တော်ချက်ချင်းလက်ကြည့်လိုက်တော့ဘာမှမရှိတော့ဘူးဒီစွမ်းအားရဲ့ဘေးထွက်ဆူကျုံကပိုဆိုးလာပြီးပဲနာတာတင်မကပဲအာယုံတွေပါမားနေပြီးလို့တွေးပြီးအញ្ញံပဲပြဆက်ရုံကနေထွက်လာခဲ့တယ်လမ်းရွက်ဟောင်းကိုပြန်သွားပြီးကြောင်နဲ့ကလစ်ကို Mrs. 宋စီပေးလိုက်တယ်Mrs. 宋ကကလစ်ကိုမြင်တာနဲ့တကူလုံးတောင်းတင်းသွားလိုက်တာ这是我女儿叶心婉的东西，你是在哪儿找到的？ကျွန်တော်အုံနောက်ကအချိန်နဲ့စဉ်းစားလိုက်တယ်ဒါလုံးဝတိုက်ဆိုင်မှုမဟုတ်ဘူးနေကင်းကကျွန်တော်တွေ့ခဲ့တာတရေမဟုတ်ဘူးဆိုတာကျွန်တော်သိချသွားပြီးဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်叶心婉ကမသိသေးဘူး你女儿是不是会弹钢琴？今天早上和找饺子的时候，我好像看见。够了！我女儿3年前就死了，我亲眼看着她的尸体被推进火化炉，你到底想干什么？别再管我们家的事，领了钱赶紧走。Mrs. 宋ကဒေါသတကြီးဟန်တာလိုက်တယ်သူမရဲ့ခံစားချက်ကိုကျွန်တော်နားလေတာမှုထပ်ပြီးငင်းကုန်မနေတော့ပဲပတ်စံတောင်းယူပြီးထွက်လာခဲ့တယ်တကားထွက်မှာတော့ Mrs. 宋ကိုစာရွက်လေးတစ်ရက်ပေးခဲ့တယ်အဲ့ဒီပုံမှာကျွန်တော်နာမည်နဲ့ဖုန်းနံပါတ်ရေးထားတယ်我知道你不信，不过你要是想找到叶心婉，
可以打给我。 ကျောင်းကိုပြန်ရောက်တော့ညနေနေပြီးတာဝန်ကျတဲ့လုံခြုံရေးဝန်ထမ်းကအသက်30-40အရွယ်မျိုးသားတစ်ယောက်သူ့လက်မှာစစ်ဘက်သုံးလုံးကန်သားကြီးတစ်လုံးကတ်ထားတာကိုတွေ့လိုက်ရတယ်။ဘာကြောင့်မှမသိဘူး။သူ့စီမှာပြောမပြတတ်တဲ့ထူးခြားမှုတစ်ခုရှိနေတယ်လို့ပဲဒါပေမဲ့ကျွန်တော်ကအရန်ပင်ပန်းနေပြီးမှုသူများချိုးဝှက်ချက်တွေကိုလိုက်မစုံစမ်းနိုင်တော့ပဲအဆောင်ရောက်တာနဲ့အိပ်ပျော်သွားတော့တယ်။နောက်တစ်နေ့ညနေမှာလူလာတော့ကျွန်တော်အားကစားကွင်းဘက်ကိုသွားခဲ့တယ်။ကျွန်တော်ရဲ့စွမ်းအားကအင်အားပုံဆုံးတာအရန်များလို့ခန္ဓာကိုယ်ကြက်ခိုင်အောင်အမြဲလေ့ကျင့်နေရတာပါ။အားကစားကိရိယာတွေကိုပိုင်ဖို့ပြင်လုံးမှာပဲဘတ်စကတ်ဘောတစ်လုံးကကျွန်တော်ပခုံးကိုလာမှန်နဲ့လက်ကြည့်လိုက်တော့ကျန်တဲ့ဖြစ်တဲ့ချန်ချင်းဟောက်ကမလန့်မကန့်မှရက်နေတယ်။ကျွန်တော်ဘောလုံးကိုကောက်လိုက်ပြီး9တိုင်နဲ့ကမီတာ30လောက်ဝေးတယ်။ကျွန်တော်ကတင်ချာနီးရပြရမယ့်လမ်းကြောင်းနဲ့အရှိန်ကိုတွက်ချက်လိုက်ပြီးလက်ကိုဝေးရန်ကပြလိုက်တဲ့အခါဘောလုံးကကောင်းကင်မှာလှပတဲ့လမ်းကြောင်းတစ်ခုဆွဲသွားပြီး9တိုင်နဲ့ကိုတန်းတန်းမတ်မတ်ဝင်သွားတော့တယ်။ဒီကွင်းလုံးတိတ်ဆိတ်သွားပြီးချန်ချင်းဟောက်ရဲ့မျက်နှာကလည်းတောက်တင်းသွားတယ်။သူကကျွန်တော်ကိုလာထိုးဖို့လုပ်ပြီးမဲ့သူ့တပည့်တွေကဆွဲထားလို့မျက်နှာကလည်းပဲလမ်းခွဲပစ်ထားတယ်။နောက်တစ်နေ့မနက်မှာတော့ကျွန်တော်ရဲ့အဆောင်လေးတငယ်ချင်းကစိတ်လှုပ်ရှားစွာနဲ့အော်ဟင်းလုပ်လိုက်တာကြောင့်ကျွန်တော်လူလာခဲ့ရပါတော့တယ်။ 先生，陈景豪出事了，你昨天刚跟他吵过架，警察要带你去做笔录。